ယေရှုရဲ့အသွေးသွန်းတဲ့နေရာ9နေရာရှိပါတယ်ပထမဦးဆုံးယေရှုအသွေးသွန်းတဲ့နေရာတော့ဂေသရှမန်ဥယျာဉ်မှာဖြစ်တယ်လူကာခန်းကြီး22အငယ်44မှာယေရှုရဲ့အသွေးကချွေးကဲ့သို့နော်ချွေးတွေကယေရှုရဲ့အသွေးကချွေးကဲ့သို့ထွက်လာအဲ့ဒါကတော့ယေရှုဂေသရှမန်ဥယျာဉ်မှာကားတိုင်ကိုမတက်ခင်တပည့်တော်တွေနဲ့အတူတူသွားပြီးတော့ဆူတောင်းတဲ့အချိန်မှာဖြစ်တယ်ယေရှုရဲ့ဆူတောင်းကကိုရောဒီခွက်ကိုကျွန်တော်လွန်လို့ရရင်လွန်သွားပါစေယေရှုအဲ့ဒီနေရာမှာဂေသရှမန်ဥယျာဉ်မှာလူရဲ့အပြစ်တွေကိုဆောင်ယူဖို့ရန်အတွက်သူဟာကြီးစွာသောအဖို့ခါကိုပေးရတော့မယ်ဆိုတာသိတဲ့အတွက်ကြောင့်မို့လို့ဒီစိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုသူတိုက်ရတဲ့အချိန်ဖြစ်တယ်ယေရှုဟာသူမကြခင်မှာကြုံရမယ့်တကယ်ကိုပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုသူတိုက်ရတော့မယ်ဆိုတော့သူသိတယ်ဝိညာဉ်ရေးရမှာပြင်းထန်တဲ့တိုက်ပွဲဖြစ်တယ်ပြင်းထန်ဆုံးတိုက်ပွဲတွေထဲမှာအပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်တယ်လူသားတွေအားလုံးရဲ့အပြစ်ကိုသူ့အပေါ်မှာယူဆောင်ရမယ် spiritually အလွန်ပြင်းထန်တဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒီပြင်ယေရှုသူ့ရဲ့ရှေ့မှာသူကြည့်လိုက်တဲ့အခါမှာသူကြုံရမယ့်ခရီးလမ်းကရာနီခရီးလမ်းကိုသူကြည့်ရဲ့အခါမှာသူ့ရဲ့စိတ်ထဲမှာတုန်လှုပ်ခြင်းယေရှုဟာဖျားဇာတိကိုခံထားတယ်လို့လူဇာတိလည်းပဲရှိတဲ့သူဖြစ်တယ်ကျမတို့လိုပဲအသွေးသားရှိရဲ့ကျမတို့လိုပဲခံစားချက်ရှိရဲ့ကျမတို့လိုပဲနာကျင်တတ်တယ်ဒီလူသားရဲ့နာကျင်မှုတွေအားလုံးကိုသူနားလေဘာဖြစ်လို့လဲကျမတို့ကိုသူစာနာနိုင်ဖို့ရန်အတွက်လူဇာတိကိုခံပြီးတော့မြေကြီးကိုလာတာဖြစ်တယ်ဒါကြောင့်ယေရှုဟာသူ့ရဲ့ရှေ့မှာရှိတဲ့ခရီးလမ်းကိုသူကြည့်ရဲ့အခါမှာနာကျင်မှုတွေများစွာသူမြင်တယ်တပည့်တော်ရဲ့သစ္စာဖောက်ခြင်းလူတွေရဲ့ကဲ့ရဲ့ခြင်းလူတွေရဲ့မျက်နှာလွှဲခြင်းအပြစ်တင်ခြင်းအဲ့ဒီမှာအဆိုးဆုံးကတော့ခမည်းတော်ကသူ့ကိုမျက်နှာလွှဲမှာဖြစ်တယ်ဒါကိုသူကြိုပြီးတော့မြင်တယ်အရက်ဆက်ဆုံးယောမစစ်သားတွေရဲ့လက်ထဲမှာသူနာကျင်စွာခံရမယ်ကားတိုင်းကိုသူထမ်းရမယ်ဒီခရီးလမ်းကအရန်ကိုကြမ်းတမ်းဒီခရီးလမ်းကအရန်ကိုပင်မန်းတယ်အဲ့ဒီပြင်သူကဲတင်မို့ရန်တော့လာတဲ့လူတွေကသူ့ကိုမသိသူ့ကိုမာရွေးနဲ့ဆွဆွဲချက်တွေနဲ့သူ့ကိုတတ်ပါဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ကားတိုင်းတင်မို့ကြိုးစားမဲ့အရာသူမြင်တယ်ဒီရောက်သူမြင်တဲ့အတွက်ကြောင့်မို့လို့သူဟာဘာဖြစ်လဲဆိုရင်ဒီခွက်ကိုလွန်လို့ရရင်လွန်သွားပါစီလို့တော့မှသူပြောတယ်တနည်းအားဖြင့်ပြောမယ်ဆိုလူအနေနဲ့တော့ဒီအရာကိုသူလုံးဝမကြုံချင်လူအနေနဲ့ဒီအရာကိုသူကြော်လို့ရရင်ကြော်သွားချင်တယ်ဒါပေမဲ့လည်းဖခင်ရဲ့အလိုတော်ယေရှုကဝန်ခံမှုဆုံးဖြတ်တယ်အဲ့ဒီခါမှာယေရှုရဲ့အထဲထဲမှာဘလောက်ထိစိတ်ပိုင်းဆိုင်ရာဖိစီးမှုများလဲဆိုတာအဲ့ဒီချွေးတွေကတတ်သိဖြစ်တယ်ဂေသရှမန်ဥယျာဉ်မှာယေရှုရဲ့အသွေးသွန်းခြင်းကကျမတို့ရဲ့အပြစ်တွေကိုယူဆောင်ပေးဖို့ရန်အတွက်ကျမတို့ရဲ့အထူးသဖြင့်ကျင့်ချင်းအမင်္ဂလာကြောင့်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာ disorder တွေဖခင်ရဲ့အလိုကိုမဝင်ခံတဲ့အတွက်ကြောင့်မို့လို့ကြုံရတဲ့တုန်လှုပ်စရာခြောက်ခြားစရာအဖြစ်ပြက်တယ်ဒီຢာတွေကနေပြီးတော့လွန်မြောက်ဖို့ရန်အတွက်ဒီအမင်္ဂလာတွေကနေလွန်မြောက်ဖို့ရန်အတွက်ယေရှုဟာကျမတို့အတွက်အသွေးသွန်းခဲ့တာဖြစ်တယ်ဂေသရှမန်ဥယျာဉ်မှာယေရှုကတိုက်ပွဲတိုက်ခဲ့တယ်ဘာတိုက်ပွဲလဲဆိုရင်လူရဲ့အလိုလူရဲ့ဇာတိအလိုနဲ့ဖခင်ရဲ့အလိုရှင်ပြိုင်တဲ့တိုက်ပွဲဖြစ်တယ်ဒါပေမဲ့ယေရှုကဖခင်ရဲ့အလိုကိုအနိုင်ပေးခဲ့ကျမတို့လူသားတွေကကိုယ့်ရဲ့အလိုဇာတိအသွေးသားရဲ့အလိုကိုအမြဲတမ်းအနိုင်ပေးလိမ့်ရှိတယ်ကျမ်းစာမှာလည်းဒီလိုပြောတယ်နော်ပေါလုကငါမလုပ်ချင်တဲ့အရာကိုငါလုပ်ပြီတနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျမတို့ကကိုမလုပ်ချင်ပေမဲ့လည်းပဲကျမတို့ရဲ့ဇာတိအသွေးသားကအမြဲတမ်းအနိုင်ယူတယ်ကျမတို့ဒီနေ့အရက်မတောက်ဘူးဒါပေမဲ့ညနေရောက်လို့ရှင်မတောက်ပဲမနေနိုင်တော့ငါဒီနေ့စိတ်မဆိုးဘူးလို့ငါဆုံးဖြတ်တယ်ဒါပေမဲ့လည်းကျမတို့စိတ်ဆိုးစရာတွေနဲ့ကြုံလာရင်စိတ်ဆိုးတယ်ကျမတို့ရဲ့ဇာတိရဲ့သွေးဆောင်မှုမှာအမြဲတမ်းကျမတို့ကဆာမွေးပွဲကြတယ်ဒါပေမဲ့ဆိုသိလားယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံတဲ့အခါမှာသင်ဘဝမှာဒီဇာတိအလိုဆန္ဒတွေကိုအောင်မြင်နိုင်တဲ့သူဖြစ်ခွင့်ရတယ်။ဘာကြောင့်မို့လဲဆိုယေရှုကကျမတို့ကိုယ်စားအဲ့ဒီတိုက်ပွဲတိုက်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်။ယေရှုမပါဘူးဆိုရင်တော့သင်မလုံနိုင်။ယေရှုမရှိတဲ့လူတွေကမကျင့်နိုင်။ဒီဖခင်ရဲ့အလိုကိုဝန်ခံဖို့ရန်အတွက်အရန်ခတ်တယ်။ဒါပေမဲ့ဒီတိုက်ပွဲကိုယေရှုဟာဂေသရှမန်ဥယျာဉ်မှာတိုက်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ကိုတော့ကျွန်ုပ်အလိုတိုင်းမဖြစ်ပါစေနဲ့ကိုတော့အလိုတိုင်းဖြစ်ပါစေဖခင်သခင်ရဲ့အလိုတော်ကိုသူ့ရဲ့ခံစားချက်တွေကြောက်ရွံ့ခြင်းစိုးရိမ်ခြင်းတွေဖိအားတွေအားလုံးထက်သူဟာဦးစားပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကျမတို့ဟာယေရှုခရစ်တော်နီးတူပဲဇာတိအသွေးသားရဲ့ဆန္ဒတွေရဲ့တောင်းဆိုမှုတွေအောင်မြင်နိုင်တဲ့သူတွေဖြစ်ခွင့်ရပြီဖြစ်တယ်။သင်ဘဝတတထဲမှာယေရှုရဲ့အသွေးတော်ဟာဘာကြောင့်မို့လို့ဒီပုံစံနဲ့ဂေသရှမန်ဥယျာဉ်မှာသွန်းလောင်းခဲ့ရတာလဲ။ဒီနေ့သင်ကိုယ်စားယေရှုတိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ဂေသရှမန်ဥယျာဉ်မှာယေရှုတိုက်ပွဲဝင်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ကျမတို့ဟာကြောက်ရွံ့ခြင်းစိုးရိမ်ခြင်း stress
ဆိုတဲ့ဒီခေတ်မှာလူတွေအများစုရတဲ့ဒီဖိအားတွေ depression တွေဒီအရာတွေကနေလွတ်မြောက်ခြင်းခံရပြီဒီယေရှုခရစ်တော်ကကျမတို့ကိုသိချစ်တဲ့အတွက်ကြောင့်မလို့ဂေဒရှင်မဥယျာဉ်မှာသူ့ရဲ့အသွေးကိုသွန်းခဲ့တာဖြစ်တယ်